မင်္ဂလာပါဗျဇီလေသာခရမကျူဆိုပါတယ်ဒါလေးကကျွန်တော်စီကိုမှားထားထားလေးပေါ့နော်မနှက်ဖန်ဆိုရင်ကျွန်တော်အကုန်ပို့ပေးမယ်ဒါလေးကအညူရောင်လေးဒီကိုဆိုရင်ကြာပြီပေါ့နော်ကျွန်တော်စီကမှားထားတာနှိပ်စီလေးနဲ့ရာသီတအုပ်ဆန်လေးပေါ့နော်ဒါကကျွန်တော်ခုနကလည်းဗီဒီယိုတစ်ခုတည်တက်တင်မိထားတယ်ပေါ့နော်အနက်အစီကိုမှသူကအပြောင်သားပေါ့နော်အီးသားပေါ့ဒါရာသီတအုပ်ဆန်လေးကစမိုင်းနာမည်လေးထုတ်ပေးထားတယ်ဒီမှာကီချင်းလေးရောမှားထားတာပေါ့နော်ဒါလည်းအလိုဒီကောင်ဆိုရင်လုံးတော့မလုံးရသေးဘူးပေါ့နော်ကစမိုင်းနာမည်စနာမှုဆိုင်ကယ်ရှော့သူရဲ့ထိုးခြင်းတဲ့နာမည်လေးတော့ထိုးပေးထားတယ်ပေါ့နော်ဒါကကျတော့မတူဘူးနော်ဒီဟိုအစီနဲ့ဒီအစီနဲ့မတူဘူးပေါ့နော်ဒီကောင်ကကျွန်တော်ဖုံးပြီးထိုးပေးထားတယ်ဒါလည်းတူတူပဲဒါလည်းအစီပဲအနက်အပြောင်သားအီးသားပေါ့နော်ဒါဆိုမလုံးရသေးဘူးနှစ်ဖန်ပို့ပေးပါဒီကောင်ကတော့အပြုတ်လေးပေါ့နော်ဟိုဒီနေ့ပေါ့သူကအရင်ညိုတာမဟုတ်ဘူးပေါ့နော်သူအပြုတ်သားလေးစစ်အထောင်လေးနဲ့ရာသီတအုပ်ဆန်လေးပဲဒီကောင်လေး store ရှိမယ်ဗျဒီကောင်လေး store ရှိမယ်အဲ့တလုံးပဲ store ရှိမယ်ဒါမင်းညကျွန်တော်နှစ်ဖန်ပို့ပေးပါဒါ kitchen ကြံနေသေးလို့ကျွန်တော်မပို့ရသေးရပါဘောနော်ဖုန်မီတိုလေးအဒီလီပါဘလို့အစိမ်းလေးပေါ့နော်ဒါလည်းအဲ့လိုပဲဒါအတွင်းငံလေးနဲ့ပေါ့ဒီကောင်လေးဆိုဈေး1000ပို့တယ်ပေါ့နော်သိန်းခွန်း1000ဆိုတော့အတွင်းစကင်ထည့်ပေးရအောင်ဆိုဒါမိတ်ကလေးတိုင်းလေးဒါကခုနမှချုပ်ပြီးသွားတာပေါ့နော် EDC +5 wallet ကလေးပေါ့နော်ဒါလည်း icon နဲ့တစ်လုံးနဲ့ပဲဒါလေးကလည်းဒါလေးကနာမည်ထိုးပေးအောင်ပါကျွန်တော်နာမည်ထိုးပေးဖို့ကြံတယ်